ဘယ် artist လဲ model artist ကြီးလာလို့ရှင် medical doctor နဲ့တွေ့ရတယ် medical doctor နဲ့ပွဲရတာဆွဲတာပေါ့အဲ့ဆိုကြီးလိုက်ဆရာဝန်ဖြစ်ချင်တာပေါ့ ဟုတ်တယ် fashion queen ပေါ့ like desserts, desert okay what kind of desert sweets, cakes, cookies, and a muffin. ပြီးွာ astronaut ဖြစ်ချင်လို့ ပိုင်းတော့ပုံဆွဲတာ okay လိမ်မှုလိမ်မှုကကြတော့ဘာတူလဲနာမည်လေးပြောပြပြီးလို့ရလား မိတာ ကတော့သူဖြစ်ချင်တဲ့ဝမ်းသာပါတဲ့ဟာကိုပဲပံ့ပိုးပေးရမှာပေါ့နော်အင်ဂျင်နီယာပိုင်းသူစိတ်ဝင်စားတယ်ဆိုတော့တော့ငငယ်တွေကအဲ့လိုပြောရလေအဲ့တော့အဲ့ဒါကိုပဲပံ့ပိုးပေးရမှာပေါ့နော် ဟုတ်တတအခုတော့ဟိုသူကဟို chef ဖြစ်ချင်တယ်တဲ့သူ chef လေးဘာတွေဆွဲခဲ့တော့မှမသိဘူးဒီကနေကြည့်တာတော့ chef ဖြစ်ချင်တယ်ဆိုပြီးသူပြောလိုက်တာလေးတော့ကြားလိုက်တယ်ပကြီးကတော့သူကအများကြီး train ထားတာမဟုတ်တော့သူအခုလောလောဆယ်တော့သူစိတ်แท้ရှိတာလေးတွေဆွဲလာတာပေါ့နော်ဆိုတော့အဲ့ကနေပို့ပြီးတော့မှပကြီးကိုပို့စိတ်ဝင်စားတော့ရဲဆိုလဲအမားတို့ကထပ်ပြီးဖန်ပိုးမယ်ပေါ့ဆိုတကယ်သူ့ရဲ့ dream work ကအဲ့လို chef ဖြစ်နေရဆိုလဲသူ့ကို chef တယောက်ဖြစ်လာအောင်လို့အမားကတော့အများကြီးဖန်ပိုးချင်တယ်ပေါ့နော်ဟုတ် သူကတော့ဆရာဝန်ဖြစ်ချင်တယ်ပဲအများနဲ့ပြောပြီးတော့ဆရာဝန်ပုံပဲဆွဲနေရပါတော့အဲ့တော့ဆရာဝန်ဖြစ်ချင်တဲ့အတွက်အဓိကကတော့ပညာတွေထူးချွန်ရမယ်ပေါ့ပညာထူးချွန်ရုံနဲ့မကဘူးကိုလည်းတန်မာတဲ့သူဖြစ်အောင်ဆရာဝန်တယောက်ဟာအများကိုကူညီပေးရမှာဖြစ်တဲ့အတွက်စိတ်ကောင်းနှလုံးကောင်းနဲ့ကိုချင်းစာတတ်တဲ့စိတ်ရှိအောင်တော့ကျမတို့ကအတွင်းဆုံးမပေးပါရရှင် သူကတော့ကဘာမြေကြီးကိုကျမ်းမာအောင်ပေါ့အပင်ဆိုင်မယ်ရေလောင်းမယ်ဟုတ်အဲ့ဒါကဘာမြေကြီးကျမ်းမာမှာလူတွေနေလို့ရမယ်ပေါ့နော်ဟုတ်